အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဂျာတာရီသားသမီးတွေအတွက်ပေါ့နော်ဗီဒီလေးလုပ်ပေးချင်ပါတယ်ဟိုဒီမှာ crystal bracelet လေးနှစ်ခုရှိတယ်ပေါ့နော်ဒီနှစ်ခုတွေကကိုနှစ်သက်တဲ့တစ်ခုကိုရွေးချယ်လိုက်ပါကိုသိချင်တဲ့မေးချင်တဲ့မေးခွန်းကိုစိတ်ထဲမှာအာရုံပြုပြီးတော့ပိုင်းအောင်လေးလားပြအောင်လေးလားပေါ့နော်ဟုတ်ဆိုတော့ဒီနောက်တော့ပထမဆုံးဒီအပြာရောင် bracelet လေးအတွက်ဗီဒီလေးကြည့်ပါမယ်ဒါမဲ့6လအတွင်းဘယ်လိုကကြမာတွေတုံးနိုင်မလဲပေါ့နော်โอเคနောက်ဆုံးကတော့ဘယ်လိုကြလဲဆိုရင်ဟာဖေးရှော့ဒီကကလေးကတော့သတင်းစကားတစ်ခုပေါ့နော်သတင်းစကားအစ်စ်ပို့စီရောက်လာနိုင်တယ်အဲ့ဒီသတင်းစကားနဲ့ပတ်သက်ပြီးတော့တောင်းဝင်ယူပါမယ်အကောင်းအဆိုးရလို့တော့ပြောလို့မရပါမယ်ယူလာတဲ့သတင်းစကားပေါ်မှာကိုယ်တာဝန်ယူပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်ဆိုတော့နမိတ်မျိုးပေါ့နော်အဲ့လိုနမိတ်မျိုးရပါတယ်ရှင်ဆိုတော့ဂျာတာရီသားသမီးတွေအတွက်ဝေကြီးကန်လေးကြည့်ပါမယ်โอเคthe fool ကြပါတယ်ဒီကပူကြတာတော့ငွေကြေးသုံးစွဲတဲ့နေရာမှာကိုကယူတယောက်လို့ပေါ့နော်ဆိုလိုချင်တာကစိတ်အလိုလိုက်တာမျိုးမဖြစ်ဘဲနဲ့စနစ်တကျသုံးစွဲဖို့လိုအပ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုကစီကန်းရှိရှိလေးပေါ့နော်အဲ့လိုမျိုးလေးမြင်ပါတယ်ရှင်နောက်အချီကြီးပေါ့နော်ဂျာတာရေးသားသမီးတွေအတွက်နောက်6လအတွင်းမှာအချီကြီးကဘယ်လိုမျိုးလေးရှိမလဲဆိုတော့က Knight of Pentacles RS မရှိသေးတဲ့လူတွေဆိုရင်တော့ဒါကအချက်ကိုမတွေ့နိုင်သေးဘူးပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်ဘယ်လိုကိုမ RS ရှိရဲဆိုရင်တော့ငွေကြေးပိုင်းမှာကိုကငွေရွှင်နေတယ်ရှားရူးတိုးနိုင်မယ်ဆိုတော့ energy မျိုးဖြစ်ပါတယ်ရှင်အော်တော့ဒီပိုင်းအောင် bracelet လေးယူထားတဲ့သူတွေပဲပေါ့နော်ဒီမှာဒီနာတော့ကြည့်လိုက်မယ်ကျွန်မနောက်6လအတွင်းကကျွန်မဘာဖြစ်နိုင်မလဲနော်တခါလေးပဲကတ်ဆွဲလိုက်မယ်ငွေကြေးအတွက်တစ်ခါအချီအတွက်တစ်ခါနော်ဒီပန်းရောင် bracelet လေးအတွက်ဆွဲထားတဲ့ cap လို့ရှိမှဆိုရင်ပထမဆုံးကဒီ 8 of cups လေးပေါ့နော်8 of cups လေးကိုကြားတဲ့အခါကျတော့သူဘာကိုပြောချင်တာလဲဆိုရင်အခုလက်ရှိလုပ်နေတဲ့အလုပ်ကနေတခြားအလုပ်တစ်ခုမမဟုတ်ရင်လည်းနိုင်ငံရခြားအဲ့လိုမျိုးပေါ့နော်လုံးဝပြောင်းလဲသွားမဲ့ပုံစံမျိုးရှိတယ်လက်ရှိလုပ်ကနေနောက်ဒီထက်ပိုကောင်းတဲ့အလုပ်ဒါမှမဟုတ်ရင်လည်းနိုင်ငံရခြားကိုအလုပ်သွားလုပ်ရမှာမျိုးပေါ့နော်နိုင်ငံခြားကန်လည်းကောင်းပါတယ်ဒီအတွက်ဒီဟာလေးကိုရွေးထားတဲ့လူတွေအတွက်ငွေကြေးနဲ့ပတ်သက်ရင်ဘယ်လိုအခြေအနေရှိမလဲပေါ့နော်နောက်6လအတွင်းမှာဆို judgment ကတ်ကိုရတယ် judgment ကတ်ကိုရတယ်ဆိုတော့ဒါဘဝတစ်စစ်ချိုးလို့ပြောလို့ရတယ်ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုကအပြောင်းလဲကြီးမားမားကြီးပေါ့နော်ဖြစ်သွားနိုင်တယ် something တစ်ခုပေါ့နော်ကိုကငွေကြေးရင်းနှီးမြှုပ်နှံဖို့တွေပါရှိမှဆိုရင်တော့နည်းနည်းဒီချာလေးကိုသတိထားပြီးတော့စဉ်းစားဆုံးဖြတ်ရမယ့်အခြေအနေဖြစ်ပါတယ်နောက်ဆုံးကအချစ်ရေးအတွက်ပေါ့နော်အချစ်ရေးအတွက်ကြည်တာကတော့တကယ်ကိုကောင်းတဲ့ကတ်ကလေးကြပါတယ် The Sun ပေါ့နော် The Sun ကတော့တကယ်အောင်မြင်တဲ့relationship တစ်ခုပေါ့နော် Happy RS Healthy RS တစ်ခုကိုရရှိနိုင်ပါတယ်အခုလက်ရှိမှာပိုင်ဆိုင်ထားရဲဆိုလဲဒီ RS ကတကယ်ကိုကောင်းတဲ့ relationship တစ်ခုဖြစ်ပါတယ်ကိုအတွက်ပြည့်စုံနေပြီပေါ့နော်အဲ့လိုမျိုးလေးအဲ့လို energy မျိုးလေးရပါတယ်ရှင်ဟုတ်ကဲ့ပါအခုကတော့ဂျာတာရီသားသမီးတွေအတွက်ဗီဒီယိုလေးဖတ်ပေးတော့တာဖြစ်ပါတယ်ရှင်နောက်မှလည်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ reading လေးတွေဖတ်ပေးမှာဖြစ်တဲ့အတွက်အကောင့်လေးကို follow လုပ်သွားပါဦးရှင်အားလုံးကျေးဇူးတင်ပါတယ်အတင်နာဖြစ်ပါတယ်ရှင်